ဒီနေ့ကတော့ငွေဆောင်မနာမည်ကြီးရဲ့ပင်လယ်စာစားတောက်ဆိုင် Table 5မှာနေ့လည်စာသွားစားမှာပဲဖြစ်ပါတယ်။ဆိုင်ကတော့ရမုံနာဦးဟိုတယ်နဲ့နီးပါတယ်။ဆိုင်အထိတကူတကသွားမစားချင်ဟိုတယ်မှာအေးဆေးနေပြီးပါဆယ်မှာစားလဲရတယ်။ဆိုင်တီနေရာကတော့ဒီဟိုတယ်ကြီးစောက်ထားတဲ့လမ်းမကြီးပေါ်မှာပဲရှိတာပါ။ပါဆယ်မှာချင်းဒီဖုန်းနံပါတ်လေးကိုဆက်ပြီးမှာပေါ့နော်။ဆိုင်ရဲ့မီနူးတော်တော်များများတော့ဒီဆိုင်ထဲဝင်လာတဲ့လမ်းမတင်ကိုစုံစုံလင်လင်တွေ့ရတယ်ပေါ့နော်။ဒီဘက်ဘေးဘက်မှာတွေရောတစ်ပင်မှာတွေရောချိတ်ဆွဲပြီးရေးပေးထားပါတယ်ဒါကတော့ဆိုင်ရဲ့အရှိဝင်ပေါက်လေးပဲဖြစ်ပါတယ်လက်စီမဲ့နေရာလေးကိုလည်းဆိုင်အပေါဝါမှာတင်လုပ်ပေးထားပါတယ်မီနူးကြီးလည်းအစုံပဲဒီဆိုင်မှာလေဝိုင်းနေလည်းတော်တော်များတယ်ဒီကဒီအပေါ်ဘက်တွေရောအနောက်ဘက်ဘေးဘက်ဒီအောက်ဘက်တွေရောပေါ့နော်ဒီမှာပါဆယ်ပို့ပေးတည်ရဖုန်းနံပါတ်လေးပါထားပေးကလေးထိုင်မှုအတွက်ဒီလိုစပွဲလေးလည်းရှိပါတယ်ကျွန်တော်ကတော့ဒီအောက်ဘက်မှာထိုင်လိုက်ပါတယ်ဒီဘက်ရှုခင်းလေးကြီးလို့ရအောင်ပေါ့နော်ဆိုင်ကတော့ဒီတစ်ပင်နေအောက်မှာရှိရဆိုအရန်ကြီးတော့ပူတဲ့ခံစားချက်တော့မရဘူးဗျဝိုင်းလူရမှာတော့စိတ်မပူနဲ့ဝိုင်းနေရတော့အများကြီးပဲကျွန်တော်မီနူးလေးတစ်ချက်ပြပေးပါမယ်မီနူးတွေကလေ तू ကချက်ပြီးသားမဟုတ်ဘူးပေါ့နော်ကိုမာမပဲချက်ပေးတာဆိုတော့နည်းနည်းလေးတော့စောင်းရတယ်ဒါပေမဲ့လည်းပူပူနွေးနွေးလေးနဲ့စားရတယ်ပေါ့နော်ဈေးတွေကတော့များလားဆိုရင်တော့များတယ်လို့တော့ပြောလို့ရတယ်ဒါပေမဲ့လည်းဟိုအရန်တော့မနေဘူးပေါ့နော်နည်းနည်းများများလေးတော့စားရဆိုအနည်းဆုံးတော့2ယောက်2ယောက်3ယောက်လောက်ကတော့ AC စားလို့ရတယ်ဗျတပွဲမှာမယ်ဆိုရင်ပေါ့နော်ဆိုတော့မီနူးတွေကတော့ဒါအကုန်ပါပဲဒါကတော့ကျွန်တော်ထိုင်ဖြစ်ခဲ့တဲ့ဝိုင်းလေးပါဒါကတော့ကျွန်တော်တို့မှာဖြစ်ခဲ့တဲ့ဟင်းတွေပါရေပွဲရက်ခိုင်တုပ်ရယ်ပြည်ကြီးငါအချိုဟင်းရယ်ပစွန်ချင်းဆက်ရယ်ပြီးတော့ဟင်းရယ်ပေါ့နော်ကော်ဖီရယ်လည်းမှာခဲ့ပါသေးရယ်ဒါကတော့ရေပွဲရက်ခိုင်တုပ်ဒါကတော့ပြည်ကြီးငါအချိုဟင်းပြီးတော့ပစွန်ချင်းဆက်ဆိုတော့စားလိုက်ပါဦးမယ်ဆုံးဖြတ်ကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ